ပညာရေးဆိုတာကုသရတဲ့နေရာမဟုတ်ဘူးကာကွယ်ရတဲ့နေရာဘာလို့လဲကျွန်တော်တို့မှာဒိဗ္ဗဆက်ခုလည်းမရှိဘူးဟုတ်လားပုဗ္ဗေနိဝါဒဉာဏ်တွေလည်းမရှိဘူးနော်အဲ့တော့ဗုဒ္ဓလိုမျိုးနော်ဆေးကိုတခါတည်းပျောက်သွားမယ်ဆိုမျိုးကျွန်တော်မပေးနိုင်ဘူးမပေးနိုင်ဘူးဒီတော့ဘာလုပ်လို့ရလဲကာကွယ်လို့ရတယ်ဖြစ်မှမလာနဲ့မရဘူးမဖြစ်ခင်ကတည်းကကြိုတင်ပြီးတော့ဒီအသည့်တွေဒီအတက်တွေရှိအောင်လုပ်ထားရတာဖြစ်တယ်ဖြစ်ခင်တော့ဘာမှမဖြစ်သေးဘူးမိဘတွေအနေနဲ့ဆိုရင်ဟာဘာမှဖြစ်ပါဘူးကွာဒါတွေမသိလဲဘာမှဖြစ်ပါဘူးကွာចောင်းစာနွေရာသီလဲចောင်းစာចောင်းပေးရလဲចောင်းစာထဲမှာနစ်မြုပ်အဲចောင်းစာဘယ်ကိုဥတီလဲဆိုတော့ကျွန်တော်တို့စာကြက်တဲ့ဘက်ကိုဥတီတယ်သိပညာပေးတဲ့ဘက်ဆိုတာထက်ဆောင်းမှုပဲအောင်မှုကိုဥတီတယ်အဲ့ဒါသတိထားရမယ်အဲ့ဒါဂရုစိုက်ရမယ်ဆောင်းမှုပဲအောင်တာမကောင်းဘူးလားကောင်းတယ်အမှတ်များတာမကောင်းဘူးလားကောင်းတယ်သို့တော့စင်ကြင်မှုတော့မကောင်းဘူးစင်ကြင်တုံတရားရှိတာလားမကောင်းစင်ကြင်တုံတရားလည်းရှိမယ်ចောင်းစာလည်းတော့မယ်မကောင်းဘူးလားကိုကောင်းတာပေါ့ဟုတ်ပြီနော်ဒါကြောင့်ကိုသားသမီးရှိတယ်ဆိုစင်ကြင်တုံတရားကိုရအောင်သင်ပါနော်စင်ကြင်တုံတရားကိုရအောင်သင်ပါနောက်ပြီးတော့လို့ရှိရင်ចောင်းစာကိုလည်းတော့အောင်ပံ့ပိုးပါအဲ့ဒါအရေးကြီးတယ်နော်ဒီစရာကလည်းတန်တန်းကြီးကြော်ညာနေရလို့မပြောနဲ့ဘာလို့ဆိုတော့ကျွန်တော်လိုအပ်တာတွေရွေးဖွင့်ထားတာနော် trend တာတွေရွေးဖွင့်တာမဟုတ်ဘူးလိုအပ်တာတွေရွေးဖွင့်ထားတာဆိုတော့ကျွန်တော်မှာ youth evaluating program ဆိုတာရှိတယ်အသက်12နှစ်ကနေပြီးတော့15နှစ်အထိကလေးတွေလာထားလို့ရတယ်12နှစ်အောက်လက်မခံဘူး15နှစ်အထက်လက်မခံဘူးအယောက်30ပဲလက်ခံတာ30ကျော်ပြီးတော့လည်းလက်မခံဘူးအဲ့ဒါ6လပိုင်းစမယ်နော်အဲ့ဒါဒါပေမဲ့တန်တန်းကြီးဈေးကြီးတယ်နော်တခါတည်းကြိုပြောထားမယ်နော်